နာတော်အတွင်း၌တဲ့ပေနီလျက်နော်တော့မြတ်စွာဘုရားရှင်ဤတဲ့ဒေသနာတော်အတွင်း၌တဲ့နေပါလျက်မြတ်စွာဘုရားရှင်ဤတရားတော်တွေကိုတဲ့လက်မခံသူဖြစ်တဲ့ဖြင့်တော့လက်မခံသူဖြစ်တဲ့ဖခင်နဲ့တော့ဂုံတိုက်တာနော်တန်ခါချင်းချင်းလဲဂုံတိုက်တယ်ဖခင်နဲ့လဲဂုံတိုက်တယ်ဦးဇင်းပြောထားမှစာတွေကိုပယ်တယ်လို့ယူထားတာမဟုတ်ဘူးဦးဇင်းကပိုင်းခြားပြီးတော့ပရိယပရိပတ်ပရိဝေဒတကယ်သိတဲ့သူကပြောပြတာကိုမကျင့်မဲနဲ့ဟိုဘယ်လိုပြောပြမလဲနွားချီရကွက်လောက်ကိုဘွာကြီးလို့ထင်နေတာနော်ယုံ6တောက်နဲ့သမုတ်တရားကိုစမ်းနေတဲ့ပုံကိုယ်လေးတော်တော်တနာဖို့ကောင်းတယ်ယုံ6တောက်နဲ့သမုတ်တရားကိုစမ်းလို့ဘယ်လိုမှီမှာတော့မိမိတို့ရဲ့ညံလေးနဲ့နော်သဘောလောက်မှဇောင်းမနဲ့တဲ့ညံလေးနဲ့အဲ့ဒီလိုညံလေးနဲ့လာလာတိုင်းတဲ့ခါကျတော့သမုတ်တရားကိုယုံ6တောက်နဲ့စမ်းတယ်လို့ဖြစ်နေတယ်ဘယ်လိုမှီမှာတော့မိမိတို့နော်အဲ့လိုပြောလို့ရှိရင်လည်းအရင်တစ်ဖက်သားကိုနှိမ်တယ်လို့ထင်အောင်ပါအဲ့တော့ဦးကညင်းနေတာကသူတို့ကလာညင်းနေတာနော်ဦးတို့ကမသိလို့သူတို့ပြောသမျှကိုငင်းခတ်နေတာမဟုတ်ဘူးသူတို့တွေမသိပါလားဆိုတော့တနာတဲ့စိတ်နဲ့ပင်မခံပြီးရှင်းပြနေတာအဲ့တော့အခုဖခင်နဲ့လဲဂုံတန်ခါချင်းချင်းလဲဂုံတိုက်လို့ပြီးဂုံတိုက်သေးတယ်မြတ်စွာဘုရားရှင်ရဲ့တရားတွေကိုသာသနာတွင်မှာနေပြီးတော့ပယ်နေတယ်ဆိုပြီးတော့ဒီလိုပြောတာအဲ့တော့ဦးဇင်းပြောထားမှာပယ်တာတခုမှမပါတာမျက်စိမပရိပတ်အလဲလက်ကသွားတာပရိယက်ကိုလည်းစားတဲ့ဟာကိုလည်းမပယ်ဘူးပရိပတ်ဆိုတဲ့ဒီခန္ဓာမှာကျင့်ကြံအထုတ်တဲ့လွတ်မြောက်တဲ့တရားကိုလည်းမကွယ်ဘဲနဲ့မက်ကစ်၈ပါးနဲ့ဖြောင်းဖြောင်းသွားနေတာအခုရှင်းပြတဲ့စကားလုံးမှာတော့မအဆုံးမထွက်သွားဘူးလွန်ခဲ့တဲ့9နှစ်လောက်ကသူတို့လွတ်တန်းပြောခဲ့တဲ့ဟာတွေသူကစာကြက်ထားတာမဟုတ်ဘူးဒါမိမိတို့ရဲ့ဖခင်ရဲ့ဒေသနာစဉ်တွေကိုပရိယက်ကိုလည်းမြင်တယ်သိရမယ်ပရိယက်ကသူကဘာကြောင့်ပြောတာလဲဆိုတော့လေဦးကသိတယ်သူတို့ကအကြမ်းမြင်အားလောက်ပဲရေပူအားလောက်ပဲသိထားတာပရိပတ်ကြတော့ကိုတဲ့အသေးစိတ်ဂကနနာကြကြနနာသိရအခုမှပေါ့ပရိယက်အနေနဲ့မွင်းအားလို့ပြောလိုက်တယ်မှန်တယ်ဒီမွင်းကားစာထဲမှာလည်းမွင်းကားလို့ပဲရေးထားတာဦးစင်းစားတာလည်းမွင်းကားပဲဒါနဲ့စာထဲမှာပါတဲ့မွင်းကားချင်းတာလည်းမသိဘူးငန်တာလည်းမသိဘူးချိုတာလည်းမသိဘူးဟုတ်လားမြောင်းမြမွင်းကားလားရန်ကုန်မွင်းကားလားဘိုးကလေးမွင်းကားလားစသည်အဖြစ်ပေါ့မန္တလေးမွင်းကားလားဆိုတာလည်းမသိဘူးအဲ့တော့အလှချက်လားအိမ်ချက်လားဟုတ်လားကြက်သားနဲ့ချက်တာလားဟုတ်လားငါးနဲ့ချက်တာလားစီသက်ချက်တာလားအစိမ့်ချက်တာလားတတ်လွတ်ချက်တာလားဆိုတာရှိသေးတယ်နော်အဲ့တော့ဒါကပရိပတ်ကိုယ်တိုင်ကျင့်ညာအထုတ်ပြီးတော့မှသိနိုင်တဲ့အမြင်တွေပေါ့နော်ဒါဦးရင်တိတိလေးပဲပြောတာပါချက်ရင်ပြောလို့မကုန်ဘူးလေနော်ပရိပတ်ကကျင့်ညာအထောက်တဲ့လူတွေကတနေ့ကုန်တညလုံးပြောလဲမကုန်ဘူးတကယ်ကျင့်ထားတဲ့လူကပရိယက်ဆိုတာကမွင်းကားတဲ့တင်ပြီးသွားပြီလမ်းဆုံးသွားပြီမွင်းကားဆိုတာမင်းဘယ်မှာစားခဲ့တာလဲမေးလဲသူမသိဘူးမင်းဘယ်နဲ့ပွဲစားခဲ့တာလဲမပါဘူးပရိယက်ကအဲ့ဒီလူမျိုးဒါကတော့ဦးဇင်းကဘောနတာရကယုတိကိုပြောပြတာပါနော်ပရိယက်ဆိုတာကသူတို့ကြက်ထားတာပဲဖြေနိုင်တယ်တကယ်နော်ဟိုပေါ်တိလာတုတ်ဆလို့ပေါ့ပေါ်တိလာတုတ်ဆဘာမှနော်ဒီစာပေပရိယက်တွေပြီးပြီးတော့ကိုယ်တိုင်နဲ့မကျင့်ထားတော့ဒါတွေဖြစ်မှာပဲဗောလေဒါသာသနာမှာတော့ဖြစ်နေအောင်ပါပဲဘုရားရှင်လက်ထက်တုန်းကလည်းဒီတုတ်တန်နဲ့ဝီနီးနဲ့နော်တုတ်တန်နဲ့ဝီနီးနဲ့မကျင့်ထားတဲ့ခါကျတော့ဒီတမှုတိတန်ဃာတွေဗောနော်ဒီလိုပဲအငင်းကုန်လုံးကြတာပဲလေဘုရားရှင်တော်မှာရှင်းပြလို့မှမရအဲ့တော့အဲ့ဒါနဲ့ဦးဇင်းကိုဘယ်လိုဆွဆွဲထားလဲဆိုတော့အာရမဝါဒဖြစ်ကြောင်းနဲ့ဆုံးဖြတ်ပေးပါယံနဲ့သောရဏတင်ခြင်းနဲ့သို့ပါတော့ကြောင့်ဦးဇင်းကသောတာပန်ကိုစာထဲမှာဒိဋ္ဌိ62ပါးဒိဋ္ဌိ62ပါးလုံးပယ်တယ်လို့ပြောတာဟုတ်ပါတယ်ဒါကဒိဋ္ဌိ62ပါးကိုစာနဲ့ဒီလိုပယ်တယ်ဥစဉ်ခန္ဓာနဲ့တကယ်ဒါတွေကလွဲမှားမှုတွေရှိနိုင်တယ်အဲ့ဒါပြောချင်တာကဦးတို့ဒီရုပ်မာတဲ့စိတ်နဲ့နော်ဒီသာသနာပြုမယ်ဆိုရင်အယောနိတော်မဏိတိကာရပေါ့နော်ဒီလိုနှလုံးသွင်းမှားမယ်ဆိုရင်တုတ်တန်ဝိနည်းဘိဓမ္မာတော်မှာမြတ်စွာဘုရားဟောတဲ့ဒေသနာတော်မှာပဲလွဲမှားစွာတွေအများကြီးပဲပေါ့နော်ဒီထက်မှာပါပါတယ်ဦးတို့46ချက်ဆိုတော့အများကြီးပြောပါမယ်ဒါပေမဲ့46ချက်မှာဦးတို့က selection ပေါ့ထင်ရှားပြီးတော့အရန်ကြီးဟိုပေါ့တော်တော်များများဟိုလွဲမှားနေတဲ့ဟာတွေကိုထင်ရှားတဲ့ဟာတွေကိုဦးဇင်းအရင် highlight လုပ်ပြီးတော့အရင်ပြောပြမယ်နော်အဲ့ဒီလိုမျိုးပေါ့တုတ်ဝိနည်းဘိဓမ္မာတော်မှာဦးတို့ကဟိုခန္ဓာတွေမတူဘူးပေါ့နော်အဲ့ဒါကိုသွားပြီးတော့ခုနကဘိဓမ္မာဟောတာကိုဝိနည်းကိုပယ်တာလားသွားလုပ်လို့မရဘူးဝိနည်းတရားတွေပြည့်ညက်တွေဟောနေတဲ့ဟာကိုလည်းသွားပြီးတော့နော်ဦးတို့တုတ်တန်တွေသွားယူလို့မရအောင်အဲ့တော့တုတ်တန်တစ်ခုတည်းသွားယူလို့မရအဲ့တော့ဒီတုတ်တန်ဝိနည်းဘိဓမ္မာဆိုတာကဟောတဲ့ပုဂ္ဂိုလ်ရဲ့စေတနာနဲ့ဟောတဲ့ပုဂ္ဂိုလ်ရဲ့လူရင်းသူဒီဘာလို့ဟောပြောချင်တာလဲဆိုတော့ဦးတို့အဲ့ဒါကြားနာစစ်ဆေးရတယ်နှစ်ဖက်ကိုနော်ဟောပြောတဲ့လူရဲ့အဓိပ္ပာယ်ကိုကြားနာမစစ်ဆေးဘဲနဲ့ဟောတဲ့လူကကျဲတဲ့လောက်ဟောမိုးမုံအောင်ပြီးခဲ့သုံးပုံပဲသူကဂျုံးမြောင်ပဲဟောဟိုဘက်ကနာကြတဲ့ပုဂ္ဂိုလ်ကဘလို့ညံနဲ့နာတာလဲဘလို့စိတ်တက်နဲ့နာတာလဲနော်ခုနအာယောနိသောမဏိတိကာရနဲ့နာတာလားယောနိသောမဏိတိကာရနဲ့နာတာလားအပြစ်ရှာပြီးတော့နာတာလားအနှစ်တာရကိုရှာပြီးတော့နာတာလားဆိုတဲ့နာကြတဲ့ပုဂ္ဂိုလ်ကလည်းအဓိကကြားတယ်အဲ့တော့ဟောကြားတဲ့ပုဂ္ဂိုလ်ဒီ तू ကဒါကိုဟောနေပြီညာတော့လေဟိုဘက်ကရုပ်မာတဲ့စိတ်နဲ့နာတဲ့ပုဂ္ဂိုလ်တွေကတရားမရဘဲနဲ့ကုသိုလ်မရဘဲနဲ့အကုသိုလ်တွေရပြီးတော့ तू လူရာကိုဆွဲပြောမယ်ဆိုရင်သူတို့အဲ့ဒီဆွဲတဲ့ပုဂ္ဂိုလ်ရဲ့စောရကပုဂ္ဂိုလ်တွေရဲ့ဆွဲချက်ကအဓိကကြတာမဟုတ်အဓိကမကြဘူးအဓိကမကြဘူးနော်အဓိကကြတာကဟောကြားတဲ့သူကအဓိကကြတယ်
အဲ့တော့ဟောကြားတဲ့ပုဂ္ဂိုလ်ဒီဥဒုရိယဒီသူကဘာလို့ဆိုလိုချင်တာလဲနော်သူဟောနေတာကနော်ဦးဇင်းတို့ဟောနေတာဒီတဘာဝလက္ခဏာကိုမြင်အောင်ပြတယ်ဝိပဿနာတမာဒိဋ္ဌိဖြစ်အောင်ပြတယ်ပြီးတော့မှဝိပဿနာတမာဒိဋ္ဌိပြီးတော့မှတမညာလက္ခဏာနေဆဒုက္ခအနတ္တဆိုတော့လက္ခဏာကြီး၃ပါးကိုမြင်အောင်ပြတယ်သစ္စာ၄ပါးကိုစိုက်အောင်ပြတယ်မဂ္ဂင်၈ပါးကိုသာဦးဇင်းကဟောကြားခြင်းဖြစ်တယ်အဲ့တော့ဒီတရားတွေအားလုံးကိုနော်ဒါလူတွေတော်တော်များများဒါလွဲမှားမှုမရှိအောင်ဖရာရဲ့ဒေသနာတွေအားလုံးကိုဦးဇင်းကနော်မတွေ့ဖီအောင်ဒီရဲ့လူရင်းရတာဒိဗက်နော်အဓိကကြားတယ်အဲကြောင့်မို့ဒီအိဋ္ဌဒုက္ခအနတ္တနဲ့မဂ္ဂင်၈ပါးတရားသစ္စာ၄ပါးတရားနော်တဘာဝယုတ်တိကြဟောတဲ့တရားတွေဒီဖရာရဲ့ဟောတဲ့တရားတွေနဲ့ဘယ်လိုလုပ်တွေ့ပြီးမှာတော့အဲ့တော့ဦးဇင်းနားလည်အောင်ပြောရင်ပရိယတ်စာပေလည်းမတက်ဘူးလောကီစာပေလည်းမတက်ဘူးဦးဇင်းကဟိုနော်ဒါတောထွက်တဘာလည်းဖြစ်တယ်အဲ့တော့ဒီတောထွက်တဘာအသက်ကြီးမှဝတ်တဲ့ယဟန်တဘာဖြစ်တဲ့အတွက်ဦးဇင်းဒီလောက်တလုံးမကြံဣတိမရွေအသေးစိတ်ပရိယတ်နော်ပရိယတ်ပတ်ကိုလည်းမပယ်ဘူးပฏิပတ်ကိုလည်းမကွယ်ဘူးအဲ့ပရိယတ်နဲ့ပฏิပတ်ကိုဦးဇင်းကလောကအမြင်နဲ့ကံအမြင်ရဲ့ဉာဏ်အမြင်ရဲ့လောကုတ္တရာရဲ့လွတ်မြောက်တဲ့ဉာဏ်ရဲ့ဆိုပြီးတော့ပရိယတ်ပฏิပတ်ပရိဝေရာကိုလွတ်မြောက်အောင်ဦးဇင်းအဲ့လိုနော်ခွဲခြားပြီးတော့ပြတာဒါဦးဇင်းရဲ့တရားတွေကိုမယုံမာနဲ့ဦးဇင်းတရားတွေကိုလည်းလေ့လာပါအဲ့တော့ခုနအရိယမန္တန်တောရရိတ်တာဆိုတဲ့နော် YouTube channel တွေအင်္ဂလိပ်လိုရောဗမာလိုရောဒါဦးဇင်းအရှင်သူရိယဆိုတဲ့ဦးဇင်းခုလွှင့်မဲ့ live မှာရောနော်ပိတ်မှာလည်းဝင်နားထောင်ပါအဲ့တော့ဓမ္မတန်ကိစ္စဟိုဒီတရားကျင့်ညာအထုတ်တဲ့လွတ်မြောက်တဲ့သူတွေရဲ့နော် original ပေါ့နော်သူတို့ကိုယ်တိုင်မြင်လည်းမမြင်ကြားလည်းမကြားဘူးတခါမှမကျင်ဘူးတဲ့လူရောနိုင်ငံခြားလာကျင့်တဲ့ပုံကိုယ်တွေရောပေါ့နော်ဒီဝေဒနာရှင်တွေရောတေကန်နီးလူတွေရောပေါ့နော်အဲ့ဒီလိုမျိုးတွေသူတို့တွေဘလို့တွေလွတ်မြောက်ခဲ့တာလဲဒါတွေကအစာတွေဖတ်ထားတာလားစာဖတ်ပြီးတော့ကြက်ထားပြီးတော့ပြောနေတာလားဆိုတော့ကိုယ်တိုင်လေ့လာမှရမှာနော်ဦးစင်းပြောတဲ့စကားလည်းမယုံသေးနဲ့ဟုတ်အများပြောတဲ့စကားလည်းမယုံသေးနဲ့ဟုတ်အဲ့ဒါကိုမိမိတို့ကိုယ်တိုင်ဦးဇင်းတို့ YouTube channel မှာလေ့လာပါဦးဇင်းလည်း channel မှာ link တွေချထားပေးမယ်နော်ဒီ video file မှာ link တွေချထားပါဦးမယ်အဲ့တော့ဦးဇင်းဆက်ပြီးတော့ဖတ်မယ်နော်အဲ့တော့ဦးဇင်းပြောတဲ့ဟာကြီးတော်တော်လေးကောင်းတယ်အဲ့တော့ဒီမှာတက္ကဒိဋ္ဌိ62ပါးကိုအကုန်ပယ်တယ်နော်ခန္ဓာနဲ့တကယ်ကျင့်လို့ပယ်တာကြတော့တက္ကဒိဋ္ဌိ62ပါးကိုအကုန်ပယ်တယ်နော်ဒါခန္ဓာမှာဦးဇင်းတို့ဒီဒရင်ကလွတ်မြောက်တဲ့အချိန်မှာအကုန်ပယ်တယ်လို့ပြောတာအဲ့ဟိုယုံနဲ့တွဲချုပ်ပြီးတော့ဒီနိဗ္ဗာန်ကိုဒရင်ကမြင်တဲ့ဒီသောတပတ္တိမက်ရဲ့မြင်ပုံကိုပြောပြတာသူကအကုန်လုံးချုပ်မှာဒိဋ္ဌိတွေအကုန်ချုပ်သွားမှနိဗ္ဗာန်မြင်လို့ရမှာဟုတ်အဲ့ဒီဟာကိုတော့ဒီတကယ်ကျင့်ပြီးတော့ခန္ဓာနဲ့တကယ်ပြိပတ်နယ်ပယ်မှာတကယ်ကျင့်ပြီးတော့ပြိဝေဒလွတ်မြောက်တဲ့နေရာမှာအကုန်ပဲတယ်62ပါဒါပဲနဲ့ तू ကအကုန်ပဲတဲ့အထဲမှာတက္ကာယဒိဋ္ဌိဆိုတဲ့ငါတို့ဘက်ယောက်ျားမိန်းမနတ်ပြတ်မှာတရားဆိုတဲ့ဒီအယူတွေကိုပုဂ္ဂိုလ်တော်လို့မြင်တဲ့အမြင်ဒိဋ္ဌိ62ဒိဋ္ဌိ20ကိုအကုန်သမုတ်စီတာအကုန်ပဲတယ်တတတနဲ့ဥစ္စီတာကြတော့ဒရင်ငါဝိခမနာပယ်တယ်လို့အဲ့ဒီလိုမျိုးဉာဏ်အပိုင်းမှာပိုင်းခြားပြီးတော့ဟောတာပရိယတ်နယ်ပယ်လည်းပြောပြတယ်ပရိပတ်နယ်ပယ်လည်းပြောပြတယ်ပရိဝေဒကလွတ်မြောက်တဲ့နယ်ပယ်လည်းပြောပြတယ်ဒီလိုတရားတွေကိုဂဂနနာဥစဉ်ရှင်းပြတာဘယ်ပရိယတ်ကိုဥစဉ်ပယ်တယ်လို့ပြောတာမဟုတ်ဘူးဆိုတော့လေဥစဉ်ဒီဘက်အောက်မှာရှင်းပြသေးတယ်နော်ထပ်ပြီးတော့အဲ့မှာဥစဉ်အချင်းချုပ်လိုက်မယ်ပထမပြောထားပြီးသားဖြစ်တဲ့အတွက်အဲ့တော့စာ3နဲ့စာထဲမှာဒိဋ္ဌိ62ပါးပယ်တယ်လို့မရေးဘူးစာထဲမှာဒိဋ္ဌိ62ပါးအကုန်ပယ်တယ်လို့ပြောတာမဟုတ်တက္ကဒိဋ္ဌိကိုပယ်တယ်လို့ပြောတာအဲ့တော့တက္ကဒိဋ္ဌိဒီအကြီးမှုရှိပြီးတော့ထင်ရှားတာဖြစ်တဲ့အတွက်တက္ကဒိဋ္ဌိပယ်ရင်ကျန်တာအကုန်ပယ်တယ်လို့တာဟုတ်လားတပင်ခုတ်ပြီးရင်အမြစ်ပါမကြံဘူးဆိုပြီးတော့ဒီလိုမျိုးတွေပေါ့နော်အငင်းတာပေါ့နော်ဒီအတ္တဒိဋ္ဌိနဲ့နုတ္တယကိလေသာတွေကိုတော့မပယ်သေးဘူးဆိုတာဦးဇင်းကရှင်းပြတာနော်အဲ့ဒါကိုလည်းဦးဇင်းပြောတာကိုမယုံသေးနဲ့ဦးဇင်းစာထဲမှာလည်းဒီဗီဒီယိုဖိုင်နဲ့တကွာရှင်းပြနော်အောက်မှာထောက်ပြအောင်မယ်အဲ့တော့ဟောပြောချက်တဲ့ဒါသူတို့ပြောတယ်အဲ့ဒါခန္ဓာမှာတဲ့နောက်လေးတဲ့ခန္ဓာမှာပယ်တာကိုကြတော့တဲ့ယူချောင်းခန္ဓာမှာပယ်တာကိုဒါတဲ့ယူချောင်းနဲ့စာထဲမှာပယ်တာကိုမှားတယ်လို့မယူချောင်းနဲ့ကဲအဲ့ဒါဆိုဦးစင်းဟောတာလေဒီနေရာမှာဆိုအရန်ဟိုပေါ့နော်ဒါလွန်ခဲ့တဲ့9နှစ်ကျော်လောက်ဟာလေဘယ်ချိန်ပြန်နားထောင်ဦးစင်းအဆုံးမထွက်ဘူးခန္ဓာမှာပယ်တာကိုဒါတဲ့နော်ဦးစင်းကပြောချောင်းပေါ့ဒါယူချောင်းဆိုတာဦးစင်းရဲ့ခန္ဓာမှာပယ်တာကိုဒါဦးစင်းကပြောချောင်းပြောတာဖြစ်တယ်စာထဲမှာပယ်တာကိုမှားတယ်လို့မယူချောင်းဆိုပြီးတော့ဒီလိုမျိုးဦးစင်းကပြောကြားခြင်းတာဖြစ်တယ်အဲ့တော့ဒီစာထဲကပရိယတ်ကိုဦးစင်းကမပယ်ပါဘူးခန္ဓာရဲ့ပရိပတ်ကိုလည်းမကွယ်အောင်ပိုင်းခြားပြီးတော့ဉာဏ်ပိုင်းဆိုင်ရာနဲ့ဦးစင်းကဟောပြတာအဲ့တော့ကတချို့ကညင်းတဲ့လူတွေအားလုံးဟာဘယ်လိုဖြစ်နေလဲဆိုတော့ကိုယ်တိုင်အာမထုတ်ပဲနဲ့လာပြီးတော့ငင်းခုန်လုပ်တဲ့ခါကျတော့ဦးဇင်းတို့ဒီပြောတဲ့လူတွေကအမှားဖြစ်သွားတယ်တကယ်တမ်းကျတော့ဦးဇင်းတို့ကမှားတာမဟုတ်ဘူးလာညင်းတဲ့လူတွေအားလုံးဟာနားမလဲတာကိုကိုသူ့ဥစုစပေါ့ရိုးသားဖြောင်းမြတ်မှုမရှိဘူးကိုယ်တိုင်ကျင့်ညာအာမထုတ်ပဲနဲ့ဒီစာပေလေးတစ်စိတ်တစ်ပိုင်းလောက်နော်ဖတ်ပြီးတော့လာပြီးတော့ကြာဘူးနာဝါနဲ့လာညင်းတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ကုသိုလ်မရဘဲအကုသိုလ်ရတော့နော်တကယ်တမ်းသူ့ကျင့်ညာအထုတ်လိုက်မယ်ဆိုရင်အဲ့ဒီလိုမျိုးညင်းမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့တကယ်ဦးဇင်းတို့ရဲ့
ဗုဒ္ဓဘာသာပေါ့နော်ဓမ္မမိတ်ဆွေကျင့်ညာအထုတ်ပဲလူတွေအားလုံးကတော့ဦးဇင်းပြောတဲ့ဟာတွေကိုတော့နားလဲမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါနဲ့ तू ကဒါတွေအားလုံးကိုချုပ်လိုက်မယ်နော်ချုပ်လိုက်မယ်ဆိုတော့မြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်စံတော်မူသောနောက်တဲ့မြတ်စွာဘုရားဟောကြားတော်မူသောမှုပတ်တော်တဲ့ဓမ္မဝိနည်းသည်တဲ့မြတ်စွာဘုရားဟောရ၌တည်ပါသည်တဲ့ဖယားဆရာဟောဆရာတဲ့ဖယားပင်တဲ့ဖြစ်ပါသည်တဲ့စာတဲ့ဓမ္မဝိနည်းကိုတဲ့မပယ်ဘူးဆိုလေမပယ်ဟုဆိုလျင်တဲ့စာဓမ္မဝိနည်းကိုလည်းတဲ့လက်ခံရမည်ဖြစ်ပါသည်တဲ့လက်ခံတယ်ပဲလေဦးဇင်းပယ်တာမှမဟုတ်တာနော်စာပေကိုလက်ခံရမယ်တဲ့လက်ခံတယ်ပဲလေဒါနဲ့သူတို့အမြင်ကမပြည့်စုံလေစာပေပရိယက်ကပြည့်စုံတယ်လို့မြတ်စွာဘုရားပြောမှမပြောတာနော်အဲ့တော့မြတ်စွာဘုရားကတွေ့ရင်တုတ်ဆပောတိလာလို့ပြောခံမှာနော်ထားပါတော့ဓမ္မဝိနည်းတိုင်းနဲ့ဟောပြောရမည်ဖြစ်တော့ဟောပြောရမည်တာတဲ့ဖြစ်ပါသည်တဲ့စာပေတိုင်းနဲ့ဟောပြောရမည်ဖြစ်ပဲဒါကသူတို့ပြောနေတာလေဟိုသူတို့ရဲ့ရှုတော့ပေါ့နော်စာပေရှုတော့နဲ့ဟောပြောရမယ်ဆိုတော့အဲ့လာကသူတို့ရဲ့ဟိုဒီဟာတွေကိုကိုယ်တိုင်မကျင့်ထားပဲနဲ့သူတို့မှကိုယ်ပိုင်ပစ္စည်းမရှိဘူးပေါ့နော်ဒီမြတ်စွာဘုရားရဲ့ဟောတဲ့ပရိယက်ကိုယ်တိုင်ဟောရမယ်ဆိုတာကအဲ့လာကကြက်ဟောတဲ့တင်ညာအတိလို့ခေါ်တယ်အဲ့တော့တင်ညာနဲ့ပညာအများကြီးကွာတယ်ပေါ့နော်တင်ညာအတိနဲ့ပညာအတိတင်ညာဆိုတာကြက်ထားတာဒါဆိုတာပဲအဲ့ဒါမေးရင်သူတို့မဖြေနိုင်တော့ဘူးကဲအဲ့တော့တက္ကတိတိမင်းဘာကိုကျင့်လို့ပယ်တာလဲမေးရင်သူတို့မဖြေတတ်တော့ဘူးဘယ်လိုမျိုးကျင့်လို့ပယ်တာလဲဘယ်နှိမ့်မှပယ်တာလဲအဲ့ပယ်တဲ့ချိန်မှာဘယ်လိုလွတ်မြောက်လဲဘယ်ဟာတွေကြံနေသေးတယ်ဘယ်ဟာတွေကတော့လွတ်မြောက်သွားတယ်ဘာတွေကကြံနေသေးလဲဆိုတော့ကိုတကယ်ဒီစာပေပရိယတ်သမားတွေကမရှင်းပြနိုင်ပါဘူးเนาะဥတို့ဒီပရိပတ်သမားကခုနဂဂနနเนาะဒီတက္ကဒိဋ္ဌိ20ဟိုတာအကျွမ်းမဲ့ပယ်သက်ကြောင်းပယ်ဒိဋ္ဌိ62ပါပယ်တဲ့အပြင်မှာပယ်တာတော့မှဥညာပိုင်းခြားပြီးတော့ဟောတာဘယ်လောက်ထိနုညံ့လို့ဒါတမိုင်းတစ်ခုတင်သွားပြီเนาะဦးစင်ပြောတဲ့စကားတွေကအရန်ဟိုတန်ဖိုးလည်းရှိတယ်အရေးလည်းကြီးတယ်တက္ကဒိဋ္ဌိငါတို့ဘက်ယောက်ျားမိန်းမပုဂ္ဂိုလ်တော်ဆိုတဲ့မြင်တဲ့ဒိဋ္ဌိကိုအကျွမ်းမဲ့ပယ်သက်တယ်ဦးစင်ကပိုင်းခြားဟောတာတတတရဲ့ဥစီရာရဲ့ကတရင်ကဝိခမနာယုံနဲ့နံနဲ့တွဲချုပ်ပြီးနိဗ္ဗာန်မြင်တဲ့ချိန်မှာပဲတရင်ကလေးပဲပယ်တယ်ပြီးရင်သူကနောက်တစ်ခါတတတနော်သရဂံအနာဂံယဟန္တာကျန်နေအဲ့ဒါမှကျမှတဆင့်ချင်းစီပယ်သွားတာကိုအဲ့လိုရှင်းပြတာအကုန်ကျွေးမဲ့မပယ်တတတနဲ့ဒီခိုင်းနဲ့မြဲတယ်ဆိုရဲဟာကြံသေးတာဟုတ်ဘာလို့ကုသိုလ်မြဲနေသေးတာဟုတ်ကုသိုလ်မြဲလို့တာသူကနိဗ္ဗာန်မမြင်သေးတာဟုတ်နော်အကုသိုလ်ရှိတယ်လို့ထင်နေသေးတယ်သူကပယ်နေသေးတာဟုတ်အဲ့ဒီလိုမျိုးတွေရှိတယ်နော်အဲ့တော့ထားပါတော့ဒါတွေကအရင်ကျေပါမှာအဲ့တော့ဓမ္မဝိနည်းအတိုင်းနာတဲ့ဟောပြောဟောဓမ္မဝိနည်းအတိုင်းနာတဲ့မဟောတဲ့မိမိအယူတဲ့အတ္တမနောတိတဲ့နော်အတ္တမနောတိဖြစ်တဲ့ဟောကြားနေခြင်းတည်တဲ့စာပေဝိနည်းကိုတဲ့ပယ်ခြင်းတဲ့ဖြစ်နေသည်တဲ့ဒါဥစဉ်ပယ်တာမဟုတ်ဘူးနော်ပယ်ခြင်းဖြစ်နေသည်ဆိုတာသူတို့ယူလိုက်တာနော်ဥစဉ်ကပယ်တယ်လို့မဟောပါဘူးလို့ခေါင်းစဉ်မှာလည်းပြောထားတာစာထဲမှာရှိတာကိုမှားတယ်လို့မယူကြောင်းလို့ပြောထားပြီးသားအဲ့လားကိုစာထဲမှာရှိတာကိုပယ်နေခြင်းတာဖြစ်သည်ဆိုပြီးတော့ဒီလိုသူတို့ရဲ့အယူတာဖြစ်တယ်နော်ပယ်တယ်ဆိုတာလည်းသူတို့အယူပါအခုတင်နေတဲ့ဝိနည်းသူတို့တင်ထားတဲ့ဝိနည်းစတင်ထားတဲ့စာဗီဒီယိုဖိုင်ကလည်းတက်တဲ့ဗီဒီယိုဖိုင်ကလည်းအဲ့လားမှန်မှန်ကန်တရားမဝင်ဗီဒီယိုဖိုင်လို့လည်းခေါ်တယ်အဲ့လားမှန်မှန်ကန်တက်တဲ့လို့လည်းခေါ်တယ်ဘာလို့ဦးစင်းကသူတို့တရားဝင်ဟောကြားထားတာမဟုတ်ဘူးသူတို့နားလဲလို့လာမေးတဲ့ဟာကိုဖြေကြားခြင်းတာဖြစ်တယ်ပေါ့အဲ့ဒါကိုအတန်ဒီဦးစင်းကိုတရားဝင်အတန်သွင်းထားမယ်လို့ပြောတာလည်းမဟုတ်ဘူးခိုးပြီးတော့တင်ထားတဲ့အတန်ဖိုင်လည်းဖြစ်တယ်ဒီပေါ်မှာဦးစင်းကခွင့်ပြုချက်လည်းယူမထားဘူးเนาะအဲ့ဒီရဲ့အတန်ဖိုင်ဒီလည်းစာကိုသူကသူလိုသလိုယူပြီးတော့ဆွဲထားတာဖြစ်တယ်เนาะအဲ့ဒီဘလောက်ပဲလိုသလိုယူပြီးတော့ဆွဲထားအမှန်တရားဘယ်တော့မှပြေးမလို့ဘူးအခုဒီ9နှစ်ကျော်လောက်မှအခုပြန်ရှင်းလဲဒီအမှန်တရားပဲဦးစင်းကသူတို့မတိလို့တာညင်းနေပြီညာတော့လေဦးစင်းကပရိယေခုနဒေသနာယုတ်တိနဲ့ရှင်းမယ်နော်တဘာဝယုတ်နဲ့ရှင်းမယ်အာဂမယုတ်တိနဲ့ရှင်းမယ်တာရကယုတ်တိနဲ့ယုတ်တိလေးမျိုးနဲ့ရှင်းမယ်အဲ့တော့နာမပညတ်ဆိုတဲ့နဲ့ရှင်းမယ်တမုဟပညတ်နဲ့ရှင်းမယ်တန်ဌာနပညတ်နဲ့ရှင်းမယ်အဲ့ဒါမဂာနာပညတ်နဲ့ဒီဟာတွေနဲ့ပညတ်တွေကိုဦးစင်းတို့တစ်ခုချင်းစီခွာရတာရှိရနော်ထားပါတော့ကျေပြမှာတော့ဓမ္မကာယဖယားဟုဆိုအပ်တော့မြတ်စွာဘုရားရှင်ကိုပဲနဲ့ပယ်နေခြင်းတည်ဖြစ်သည်တဲ့နော်တော်တော်တနာဖို့ကောင်းတယ်အဲ့တော့ဒါရှေ့စကားနောက်စကားမညီတာပေါ့နော်မြတ်စွာဘုရားရှင်ဤဟောကြားတော်တဲ့ဓမ္မကာယကဓမ္မကာယဖယားဟုဆိုအပ်တော့မြတ်စွာဘုရားရှင်ကိုတဲ့ပယ်နေခြင်းတာဖြစ်သည်တဲ့ကဲအဲ့တော့မိမိတို့ဒီသောရကပုဂ္ဂိုလ်6ဦးရဲ့အလိုစိုးတွေနဲ့နော်ဒီအာယောနိတော်မဏိဒီကာရပေါ့နော်ယုံမာတဲ့စိတ်နဲ့ဒီလိုမျိုးတွေကိုဒီဟောပေါ့နော်သောရဏတင်နေဆိုတော့ဒါရှိစကားနောက်စကားမညီဘူးလေဥစဉ်ဟောတာခန္ဓာမှာပယ်တာဟိုတာယူချောင်းဆိုတာကဥစဉ်ခန္ဓာနဲ့ကျင့်တာကြတော့ဒီလိုမြင်တယ်နော်ဥစဉ်ကပြောတာခန္ဓာမှာတကယ်ကျင့်တဲ့ခါတော့ဒီလိုမြင်တယ်စာထဲမှာဟိုစာတဲ့အစာမှာပါတာကိုပယ်နေမှားတယ်လို့မယူချောင်းစာမှာပါတာကိုလည်းမှားတယ်လို့မယူချောင်းပရိယတ်နဲ့မြင်တဲ့လူတွေမကျင့်ရသေးလို့ပြောနေတဲ့လူတွေကိုဥစဉ်ကအငင်းခုန်လုပ်နေတာမဟုတ်ဘူးသူတို့ပြောနေတဲ့ဟာကိုလည်းမသိလို့ငြိမ်ခံနေတာမဟုတ်ဘူးသူတို့ကသိလို့ဥစဉ်ကမငြင်းမဲနဲ့စာမှာရှိတာကိုမပယ်ဘူးကိုယ်တိုင်ကျင့်ကြည့်လို့ဥစဉ်ကပြောတာအားကြောင့်မို့ဦးတို့က
မြတ်စွာဘုရားကအကြောင်းမို့ဟောတာပေါ့ဘာဟောလဲဆိုတော့ဒီကာလာမတုတ်မှာဟောတာလေစာပေကျမ်းဂန်နဲ့နော်လာဆိုင်ကြဒီပိဋကတ်သုံးဖို့စာပေကျမ်းဂန်မှာပါတယ်လို့လေတထစ်ချပါတယ်ဆိုပြီးတော့လေတထစ်ချမယုံနေအောင်ဘာလို့မယုံနေလို့ဒီလိုအငင်းခုန်နေဖြစ်မှာဆိုလို့ကိုယ်တိုင်ကျင့်ကြည့်ပြီးမှဒါကတော့ဟုတ်လားမဟုတ်ဘူးလားချိုးတယ်ဆိုတော့မှန်တယ်ပါစနစ်က30လားပါစနစ်90လား69ရာခိုင်နှုန်းလားချိုးတာတော့မှအဲ့ဒါမှငန်တယ်ဆိုလဲငန်တယ်အဲ့ဒီဟာကိုကိုယ်တိုင်မကြည့်မင်းနဲ့ပရိပတ်ပရိဝေဒဝင်းစာမပြည့်သေးပဲနဲ့ပေါ့နော်ကိုယ်တိုင်လဲဝင်းစာမပြည့်အပယ်လဲမလွတ်သေးပဲနဲ့တကယ်ကျင့်ညာအထုတ်ပြီးတော့တကယ်လွတ်မြောက်တဲ့ပုဂ္ဂိုလ်တွေကိုလာပြီးတော့နော်တိတဲ့လူတွေကိုလာညင်းတဲ့ခါကျတော့စင်ငန်းတော်တူးတာမှနည်းနည်းတတ်တာလာအောင်မယ်နော်အုတ်တိုင်းကိုခေါင်းနဲ့ပြေးဆောင်တဘွားပဲတည်မှာနော်သူတော်ကောင်းတွေကိုပြစ်မဆော့ကားပြီဆိုရင်တော့ဘွားဆက်တိုင်းဟာတွေးဝင်တာတော့မရှိဘူးเนาะဘာလို့တော့ကိုတိုင်လည်းအကျိုးမရှိဘူးအများအတွက်လည်းအကျိုးမရှိပဲနဲ့မိမိတို့ဒီဟန်ဆောင်မှုတွေအားလုံးရဲ့ဒီအာရမဝိနည်းစရအာရမဝိနည်းယဟာတွေအားလုံးဟာအကုန်လုံးမင်းတို့အချိန်နိုင်ပေါ်မှာပေါ့လေเนาะဦးဇင်းကတော့ဒါတွေကိုတော့ဖះရဲ့အဆုံးအတိုင်းမက်ကင်ရှပ်ပါဖြောင်းဖြောင်းသွားနေမှာပဲเนาะပြောသိပြောထိုက်တာတော့ပြောနေမှာပါအဲ့တော့မြတ်စွာဘုရားရှင်ဤတဲ့ဒေသနာတော်အတွင်း၌တဲ့ပေနီလျက်เนาะတော့မြတ်စွာဘုရားရှင်ဤတဲ့ဒေသနာတော်အတွင်း၌တဲ့နေပါလျက်မြတ်စွာဘုရားရှင်ဤတရားတော်တွေကိုတဲ့လက်မခံသူဖြစ်တဲ့ဖြင့်သူလက်မခံသူဖြစ်တယ်ဖះနဲ့တော့ဂုံတိုက်တာနော်တန်ခါချင်းချင်းလဲဂုံတိုက်တယ်ဖះနဲ့လဲဂုံတိုက်တယ်ဦးဇင်းပြောထားမှစာတွေကိုပယ်တယ်လို့ယူထားတာမဟုတ်ဘူးဦးဇင်းကပိုင်းခြားပြီးတော့ပရိရဲ့ပရိပတ်ပရိဝေဒတကယ်သိတဲ့သူကပြောပြတာကိုမကြင့်မဲနဲ့ဘယ်လိုပြောပြမလဲနွားချီရကွက်လောက်ကိုဘွာကြီးလို့ထင်နေတာနော်ယုံ6တောင်းနဲ့သမုတ်တရားကိုစမ်းနေတဲ့ပုံကိုယ်လေးတော်တော်တနာဖို့ကောင်းတယ်ယုံ6တောင်းနဲ့သမုတ်တရားကိုစမ်းလို့ဘယ်လိုမှီမှာတော့မိမိတို့ရဲ့ညံလေးနဲ့နော်သကောလောက်မှဇောင်းမနဲ့တဲ့ညံလေးနဲ့အဲ့ဒီလိုညံလေးနဲ့လာတိုင်းတဲ့ခါကျတော့သမုတ်တရားကိုယုံ6တောင်းနဲ့စမ်းတယ်လို့ဖြစ်နေတယ်ဘယ်လိုလို့မှီမှာတော့မိမိတို့နော်အဲ့လိုပြောလို့ရှိရင်လည်းအရင်တစ်ဖက်သားကိုနှိမ်နေလို့ထင်အောင်ပါအဲ့တော့ဦးတို့ကညင်းနေတာကသူတို့ကလာညင်းနေတာနော်ဦးတို့ကမသိလို့သူတို့ပြောသမျှကိုငင်းခတ်နေတာမဟုတ်ဘူးသူတို့တွေမသိပါလားဆိုတော့တနာတဲ့စိတ်နဲ့ပင်မခံပြီးရှင်းပြနေတာအဲ့တော့အခုဖះနဲ့လဲဂုံတန်ခါချင်းချင်းလဲဂုံတိုက်လို့ပြီးဂုံတိုက်သေးတယ်မြတ်စွာဘုရားရှင်ရဲ့တရားတွေကိုသာသနာတွင်မှာနေပြီးတော့ပယ်နေတယ်ဆိုပြီးတော့ဒီလိုပြောတာအဲ့တော့ဦးဇင်းပြောထားမှာပယ်တာတခုမှမပါတာမျက်စိမှပရိပတ်အလဲလက်ကသွားတာပရိရက်ကိုလည်းစာရဲဟာကိုလည်းမပယ်ဘူးပရိပတ်ဆိုတဲ့ဒီခန္ဓာမှာကျင့်ကြံအထုတ်တဲ့လွတ်မြောက်တဲ့တရားကိုလည်းမကွယ်ဘဲနဲ့မက်ကင်၈ပါးနဲ့ဖြောင်းသွားနေတာအခုရှင်းပြတဲ့စကားလုံးမှာတော့မအဆုံးမထွက်သွားဘူးလွန်ခဲ့တဲ့9နှစ်လောက်ကသူတို့လွတ်တမ်းပြောခဲ့တဲ့ဟာတွေဦးကစာကြက်ထားတာမဟုတ်ဘူးဒါမိမိတို့ရဲ့ဖခင်ရဲ့ဒေသနာစဉ်တွေကိုပရိရက်ကိုလည်းညင်တယ်သိရမယ်ပရိရက်ကသူကဘာကြောင့်ပြောတာလဲဆိုတော့လေဦးကသိတယ်သူတို့ကအကြမ်းမြင်အားလောက်ပဲရေပူအားလောက်ပဲသိထားတာပရိပတ်ကြတော့ကိုယ်အသေးစိတ်ဂဂနနကြနသိရအခုမှပေါ့ပရိရက်နေနဲ့မွင်းအားလို့ပြောလိုက်တယ်မှန်တယ်ဒီမွင်းကားစာထဲမှာလည်းမွင်းကားလို့ပဲရေးထားတာဦးစင်းစားတာလည်းမွင်းကားပဲဒါနဲ့စာထဲမှာပါတဲ့မွင်းကားချင်းတာလည်းမသိဘူးငန်တာလည်းမသိဘူးချိုးတာလည်းမသိဘူးဟုတ်လားမြောင်းမြမွင်းကားလားရန်ကုန်မွင်းကားလားဘိုးကလေးမွင်းကားလားစသည်အဖြစ်ပေါ့မန္တလေးမွင်းကားလားဆိုတာလည်းမသိဘူးအဲ့တော့အလှချက်လားအိမ်ချက်လားဟုတ်လားကြက်သားနဲ့ချက်တာလားဟုတ်လားငါးနဲ့ချက်တာလားစီသက်ချက်တာလားအစိမ့်ချက်တာလားတတ်လွတ်ချက်တာလားဆိုတာရှိသေးတယ်နော်အဲ့တော့ဒါကပရိပတ်ကိုယ်တိုင်ကျင့်ညာအထုတ်ပြီးတော့မှသိနိုင်တဲ့အမြင်တွေပေါ့နော်ဒါဦးရင်တိတိလေးပဲပြောတာပါချက်ရင်ပြောလို့မကုန်ဘူးလေနော်ပရိပတ်ကကျင့်ညာအထုတ်တဲ့လူတွေကတနေ့ကုန်တညလုံးပြောလဲမကုန်ဘူးတကယ်ကျင့်ထားတဲ့လူကပရိယဆိုတာမွင်းကားတဲ့တင်ပြီးသွားပြီလမ်းဆုံးသွားပြီမွင်းကားဆိုတာမင်းဘယ်မှာစားခဲ့တာလဲမေးလဲသူမသိဘူးမင်းဘယ်နှပွဲစားခဲ့တာလဲမပါဘူးပရိယကအဲ့ဒီလူမျိုးဒါကတော့ဦးရင်ကဘောနော်တာရကယုတိကိုပြောပြတာပါနော်ပရိယဆိုတာကသူတို့ကြက်ထားတာပဲဖြေနိုင်တယ်တကယ်နော်ဟိုပေါ်တိလာတုတ်ဆလို့ပေါ့ပေါ်တိလာတုတ်ဆဘာမှနော်ဒီစာပေပရိယတ်တွေပြီးပြီးတော့ကိုယ်တိုင်နဲ့မကျင့်ထားတော့ဒါတွေဖြစ်မှာပဲဗောလေဒါသာသနာမှာတော့ဖြစ်နေအောင်ပါပဲဘုရားရှင်လက်ထက်တုန်းကလည်းဒီတုတ်တန်နဲ့ဝီနီးနဲ့နော်တုတ်တန်နဲ့ဝီနီးနဲ့မကျင့်ထားတဲ့ခါကျတော့ဒီတမှုတိတန်ဃာတွေဗောနော်ဒီလိုပဲအငင်းကုန်လုံးကြတာပဲလေဘုရားရှင်တော်မှာရှင်းပြလို့မှမရအဲ့တော့အဲ့ဒါနဲ့ဦးဇင်းကိုဘယ်လိုဆွဆွဲထားလဲဆိုတော့အာရမဝါဒဖြစ်ကြောင်းနဲ့ဆုံးဖြတ်ပေးပါယံနဲ့စောရဏတင်ခြင်းနဲ့သို့ပါတော့ကြောင့်ဦးဇင်းကသောတာပန်ကိုစာထဲမှာဒိဋ္ဌိ62ပါးဒိဋ္ဌိ62ပါးလုံးပေတယ်လို့ပြောတာဟုတ်ပါတယ်ဒါကဒိဋ္ဌိ62ပါးကိုစာနဲ့ဒီလိုပေတယ်ဦးဇင်းခန္ဓာနဲ့တကယ်ကျင့်လို့ပေတာကြတော့တက္ကဒိဋ္ဌိ62ပါးကိုအကုန်ပေတယ်တက္ကဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိကိုတော့တထေငါဝိခမနရုပ်နဲ့နံကွဲပြီးတော့နာမရူရပိစိတာဉာဏ်လို့ခေါ်တယ်စာထဲမှာခန္ဓာမှာကြတော့တရင်ကယုံနဲ့နံကွဲတဲ့တွဲချုပ်သွားတဲ့ပြီးတော့လွတ်မြောက်သွားတဲ့ဉာဏ်လေးပေါက်ပြီးတော့အဲ့ဒီမှာလွတ်သွားတယ်အဲ့ဒီချိန်မှာဘာမှမရှိတော့ဘူးနိဗ္ဗာန်ကိုမြင်ပေးရတယ်နော်ဘယ်လောက်ထိတိကျလဲလို့
နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒါပဲမဲ့အပြီးပေတာကြတော့တက္ကဒိဋ္ဌိကိုရောဒိဋ္ဌိဝစီကိစ္စကိုပေတာကိုတော့စာထဲမှာရေးကြတယ်ဒိဋ္ဌိ62မျိုးပေတယ်လို့မရေးကြဘူးတခါကြီးတေချာလိုက်ကြည့်စသည်ဖြစ်တဲ့ဖောက်လွဲဖောက်ပြန်ဟောထားသည်တဲ့ဥဒုရိယဤအယူဝါဒကိုတဲ့အာရမဝါဒဟု၎င်းဟောပြောထားသူဥဒုရိယဤကိုတဲ့အာရမဝါရီဖြစ်၎င်းဟောပြောချက်ဗီဒီယိုဖိုင်အာရမဝတ္ထုဖြစ်သည်ဟု၎င်းနဲ့ဆုံးဖြတ်ပြီးတော်မူပါယံတဲ့စောရဏတင်ခြင်းနော်အဲ့တော့တော်တနာဘကောင်းတယ်ဦးဇင်းကပိုင်းပိုင်းခြားခြားဟောတာကိုမိမိတို့ကဟိုစင်6လောက်ဆန်းပြီးတော့အဲ့ဒါလေးကိုမြက်ကန်းနေပေါ့နော်မြက်ကန်း6ယောက်မျက်မြင်ပုံသား6ယောက်လို့ပေါ့စင်6လောက်ကိုဆန်းပြီးတော့တိုင်လောက်ပြီးတော့ကိုဆန်းတဲ့လောက်လေးကိုတီးပြီးတော့လာဆန်းလို့ဖြစ်နေရပါနော်ဟိုဦးဇင်းအများတန်းပြောသလိုပေါ့ရုံ6လောက်နဲ့သမုတ်တရားတွေကိုထောက်ဆန်းလို့ဘယ်လိုမှီမှာတော့နော်အဲ့ဒါထားပါတော့အဲ့ဒါဦးဇင်းပြောခြင်းတယ်ဒါကဟိုဦးအောင်မြိုင်တို့အဖွဲ့ပေါ့စောရကပုဂ္ဂိုလ်တွေရဲ့စောရဏတင်ချက်ပေါ့အဲဒါဝင်းကြီးတို့ဆရာတော်ကြီးတွေကဘယ်လိုဒီမြန်ဆုံးဖြတ်တာလဲဆိုတာကိုလည်းဦးဇင်းကနှစ်ချုပ်လေးပြန်သွားလိုက်မယ်နော်အဲ့မှာနှစ်ချုပ်လေးသွားလိုက်တော့တဲ့ဟောဒီမှာရောက်သွားဟောဒီမှာစောရဏအမှတ်ခွန်စောရဏတဲ့ဦးဇင်းကခုနဒါဖတ်ထားပြီးသားပဲနော်ဦးဇင်းကသောတာပန်ကိုစာထဲမှာ62မျိုးကိုပယ်တယ်လို့ပြောတာမဟုတ်တယ်ဒိဋ္ဌိ62ပါးစာဒိဋ္ဌိ60ပါးလို့မျိုးကိုတဲ့ဒိဋ္ဌိ62ပါးမျိုးကိုစာနဲ့ဒီလိုပယ်တယ်ဥစဉ်ခန္ဓာမှာတကယ်ကျင့်လို့ပယ်တာကြတော့တက္ကဒိဋ္ဌိ62ပါးကိုအကုန်ပယ်တယ်တတ္တရနဲ့ဥစီတာကြတော့ဒေသင်္ဂဝိခမနယုံနံနဲ့ကွဲပြီးတော့နာမရူပပိစိတဉာဏ်လို့ခေါ်တယ်စာထဲမှာကြတော့ဒေသင်္ဂလေးယုံနံဟုတ်တော့မစာထဲခန္ဓာစာထဲမှာတဲ့ခန္ဓာမှာတော့ဒေသင်္ဂဝိခမနနော်ယုံနဲ့တွဲချုပ်ပြီးတော့လွတ်မြောက်သွားတဲ့ဉာဏ်လေးပေါက်သွားတယ်အဲ့ဒီမှာလွတ်မြောက်သွားတယ်အဲ့ဒီအချိန်မှာဘာမှမရှိတော့ဘူးနိဗ္ဗာန်ကိုမြင်ပေးရတယ်ဒါပေမဲ့အပြီးပယ်လာကြတော့တက္ကဒိဋ္ဌိရောဒိဋ္ဌိနဲ့ဝစီတက္ကဒိဋ္ဌိရောတဲ့ဒိဋ္ဌိနဲ့ဝစီကိစ္စပယ်တယ်လို့စာထဲမှာရေးကြတယ်ဒိဋ္ဌိ62ပါးမျိုးကိုပယ်တယ်လို့တော့မရေးဘူးတဲ့နော်အဲ့ဒါလေးလည်းမှတ်ထားပြီးပါနော်ဦးဇင်းစာထဲမှာဟိုဒေသနာတွေယုတ်တိတွေသူတို့ပြောပေါ့နော်ဦးဇင်း10မျိုးလောက်နဲ့ထောက်ပြီးတော့ရှင်းပြမယ်စာပေဒေသနာယုတ်တိ9မျိုး10မျိုးလောက်နဲ့အဲ့လားဒီဦးနဲ့ထောက်ပြီးတော့အဲ့ရအပိုက်တွေနဲ့ရှင်းပြမယ်နော်အဲ့တော့ခုနနောက်ဆုံးဆုံးဖြတ်ချက်ဘုန်းကြီးတို့ဆရာတော်ကြီးတွေပညာရှင်ကြီးတွေဘယ်လိုဆုံးဖြတ်ထားလဲနော်ဘယ်ဒေသနာတွေယုတ်တိနဲ့ရှင်းပြလဲဒေသနာယုတ်တိနဲ့ရှင်းပြထားလဲတဘာဝယုတ်တိနဲ့ရှင်းတာလဲအာကာမယုတ်တိနဲ့ရှင်းလဲနော်တရကယုတ်တိနဲ့ရှင်းပြလဲဆိုတော့ဘုန်းကြီးတို့ဆရာတော်ကြီးတွေရဲ့ပညာရှင်တွေရဲ့ဦးတို့မြန်မာနိုင်ငံမှာအခုပညာရှင်တွေနော်ဘယ်လိုတွေဆုံးဖြတ်ထားလဲဒီဆုံးဖြတ်ချက်ကိုတစ်ချက်လေးလာကြည့်အောင်သုံးသက်ချက်တဲ့ဦးကြီးတို့ဆရာတော်ကြီးတဲ့ဤသောရဏလွာခြေပလွာသည်တဲ့ထိရောက်မှုမရှိပါတဲ့နော်ဦးဇင်းကပထမဘာလို့ထိရောက်မှုမရှိလဲဆိုရင်ဦးဇင်းကဒီဗီဒီယိုဖိုင်သည်ဟိုမှန်ကန်တက်တည်ဖြစ်နေတဲ့အတွက်ဗီဒီယိုဖိုင်သည်ဦးဇင်းဟောတဲ့ဗီဒီယိုဖိုင်မဟုတ်ဘူးသူတို့ကခိုးပြီးတော့အတန်သွင်းတဲ့ဗီဒီယိုဖိုင်ဖြစ်နေလို့ဦးဇင်းကဒါကိုဟိုမဟုတ်မှန်ဒီမှန်ကန်တက်တည်နေဒီဗီဒီယိုဖိုင်ဒီကျွန်တော်ဟောထားတာမဟုတ်ဘဲနဲ့ MP3 သူတို့အတန်လဲခိုးပြီးတော့လဲသွင်းတယ်အဲ့အတန်ဖိုင်ဒီခွင့်ပြုချက်လည်းမယူဘူးပြီးရင် MP3 ကို MP4 လုပ်ပြီးတော့ပလင်ပေါ်မှာပရိသတ်တွေကိုဟောတဲ့ပုံစံမျိုးနဲ့လောက်ကျန်ဖန်တီးထားတဲ့ဖြစ်ရဲဦးဇင်းမဟောပါဘူးလို့ဦးဇင်းတို့ကလိုရင်းနဲ့တူရင်မဟုတ်ပါဘူးလို့ပဲရှင်းပြထားတာအဲ့လားကိုဝန်ကြီးတို့ဆရာတော်ကြီးတွေကကြတော့ဘယ်လိုသုံးသပ်လဲဆိုဤသောရဏလွှာသည်တဲ့ထိရောက်မှုမရှိပါတဲ့ဦးဇင်းကသောရဏလောက်တာမဟုတ်လေမဟုတ်ပါဘူးလို့ငကိုတည်းကလည်းပထမနှစ်ခေါက်တောင်ရှင်းရတယ်နော်ဒါတွေဟာမဟုတ်မှန်လောက်ကျန်တဲ့ဖန်တီးမှုရဲ့မှန်ကန်တက်တည်တွေပါနော်အဲ့ဒါတွေအားလုံးဟာဗီဒီယိုဖိုင်တွေကလည်းတက်တည်ဖိုင်ဗီဒီယိုဖိုင်9ဖိုင်ပြတ်နေတယ်10ဖိုင်ကလည်းလောက်ကျန်ဖန်တီးထားတဲ့ဒီလောက်ကျန်ဖန်တီးထားတဲ့ဖြည့်ညက်ကလောက်ထားတဲ့မှန်ကန်တက်တည်တွေပါကျန်တဲ့ဗီဒီယိုဖိုင်ကျန်တဲ့ဆောရဏချက်တွေကလည်းဟောပြောသူရဲ့ဆိုလိုခြင်းကတမျိုးသူတို့လိုရာဆွဲပြီးတော့လောက်ထားပြီးတော့เนาะဟိုအပြစ်ရှာထားတာတလုံးလို့ဦးဇင်းတို့ဒီလိုမျိုးတွေထောက်ပြပြီးတော့ဒါတွေကမှန်ကန်တက်တည်နဲ့လောက်ကျန်ဖန်တီးထားတယ်နောက်ကြတော့ဒါကဟိုအနုဝါဒရဲ့အနုဝါဒဆိုတော့ပါရာဇိကနဲ့ဆွဆွဲတာယဟနာမဟုတ်ပါပဲနဲ့ယဟနာပါလို့ကိုကိုပြောပါတယ်ဆိုပြီးတော့အနုဝါဒနဲ့ပါရာဇိကနဲ့ဆွဆွဲတာเนาะလောက်ကျန်ဖန်တီးမှုတွေပြီးရင်အာရမဝါဒနဲ့ဆွဆွဲတယ်ပြီးရင်အာရမဝါဒကြောက်သုံးမောဆုံးဖြတ်ထားတဲ့ကြောက်သုံးမောအာရမဝါဒကိုပြန်လဲဟောကြားမှုဆိုပြီးတော့လေဒီလိုသုံးမှုဆွဲတယ်အဲ့တော့ဒီအမှုဒီနုဝါဒနဲ့ဝုဝါဒတော့တွဲဆွဲလို့မရဘူးအဲ့လောက်သုံးမှုတစ်ပြိုင်တည်းဆွဲထားတာဖြစ်တဲ့အတွက်ဒါဒီဝဏိတမကန်လုံထုံးလုံးဤဥပဒေနဲ့တခုမှမညီတဲ့ကြောင်းစောရကပုဂ္ဂိုလ်တွေရဲ့ကျင့်ဝတ်နဲ့လည်းမညီကြောင်းမှန်ကန်တက်တည်တွေဖြစ်နေတဲ့အတွက်ဒါဒီပလက်ပယ်ချပေးပါလို့ရှင်းပြထားတယ်ပြီးရင်ဒီလိုလောက်ကျန်ဖန်တီးမှုတွေဖြစ်တဲ့အတွက်ဒီဒါတော့ဝိနည်းစရယုံပေါ့ဒါဟိုတရားယုံကိုမထိမမြင်ပြုတဲ့အမှုဒီ3နှစ်ရှိတယ်
အဲ့ဒါကြောင့်မသူတို့လည်းဒီလိုလုံးကျဖန်တီးမှုဖြစ်တဲ့စောရဏလွာဖြစ်တဲ့အတွက်ဒါဟိုရက်ဖက်ဥပဒေနဲ့အညီတရားဆွဲဆိုခွင့်ပြုပါဆိုပြီးအပိုက်85အရာဦးဇင်းတို့ကဒီဝိနည်းဓမ္မကန်လုံထုံးလုံးဤဥပဒေအရအထောက်ထားတွေနဲ့ဦးဇင်းတင်ပြတယ်မရှင်းပြတာမဟုတ်ရှင်းပြတယ်ရှင်းပြတာကသူတို့မဟုတ်မှန်လုံးကျန်ထားပါတယ်လို့ရှင်းပြထားတာအဲ့ဒီအချက်လက်ဒီကြောင့်မို့ဦးဇင်းကဒါတွေကိုပဲသောရဏမမြောက်တဲ့စောရဏလွာမဟုတ်လို့ဦးနော်သောရဏမမြောက်တဲ့စောရဏလာမဟုတ်လို့ဦးနော်မမြောက်တဲ့အကြောင်းကိုပဲရှင်းပြတာသူတို့ကဥမာပေါ့ဦးဇင်းအများနဲ့ပြောပြပါတယ်အပြိုကြီးပါလို့ပြောတော့မှခလေးဘယ်နှယောက်မွေးလဲနော်အသက်ဘယ်လောက်ရှိပြီလဲမေးနေတယ်မေးခွန်းဒီဦးကဒါဖြည့်ရအကြောင်းမရှိဘူးပေါ့နော်အဲ့ဒီလိုမျိုးပေါ့ဦးဇင်းကဟောမှမဟောထားတဲ့ဟာဒီဦးဇင်းအဲ့လောက်ကိုတွားပြီးတော့စောရဏသောရဏလုံးလို့မှမရတာစောရဏကိုကမမြောက်ဘူးဖြစ်နေတာပေါ့နော်အဲ့ဒီလိုမျိုးတွေပေါ့အခုလည်းဒီလိုမျိုးတွေပေါ့တော့ထားပါဒါသူတို့ဟာကိုလည်းဦးဇင်းကဒါအပင်မခံပြီးတော့ယောဂီတွေသူတို့ဆွဆွဲထားတာကိုရှင်းပြတယ်အဲ့ဒါကြောင့်မို့ဦးဇင်းတို့ကဒီသောရဏခြေပါလွှာသည်လည်းအများကြီးမရှင်းပြဘူးဒီဟာတွေကျွန်တော်တို့မဟောပြောထားပါဘူးဒါဒီမမကန်တက်တည်တွေပါလို့ပဲအတူပဲဒါဦးတို့ဒီပညာရှိနော်ဥပဒေအကြောင်းနားလဲတယ်ဝဏိတမကန်လုံထုံးလုံနီးနားလဲတဲ့ဆရာတော်တမတော်တွေရှိပါတယ်ပညာရှိရှိတယ်အဲ့ဒါကြောင့်မို့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကဒီလိုပဲပြန်ပြီးတော့ဦးကလူရင်းနဲ့တူရင်မဟောတာကိုမဟောဘူးအကြောင်းကိုပဲရှင်းတဲ့ဟာကိုဒီသောရဏခြေပါလွှာလဲတဲ့ထိရောက်မှုမရှိပါဆိုပြီးဒီလိုမျိုးဒါဝဏိထိုဆရာတော်ကြီးတွေရဲ့ပညာရှိတွေဆုံးဖြတ်တာအဲ့တော့တရားပွဲကြီးမှာတဲ့ပိဋကများဟောကြားမှဟောပြောဟောကြားသည်ဟုတဲ့မယူဆထိုက်ပါတဲ့နော်အဲ့တော့တရားအပွဲကြီးမှာဟောကြားထိုက်တယ်လို့မယူဆထိုက်ပါတယ်နော်ဒါဝီရိုဆရာတော်တွေကလည်းဟိုဘက်ကဦးစင်းဟောတဲ့ဟာကိုဟိုလုံးဝကိုလှဲ့ဦးမကြည့်စိတ်ဂရုမစိုက်တာပေါ့နော်ဟိုဘက်ကပြောတဲ့ဟာကိုအဲ့တော့မယူဆထိုက်ပါတဲ့တယောက်တည်းကိုပဲတဲ့ဟောတော့လေတဲ့ဟောကြားမှုပြင်ဖြစ်သည်တဲ့တယောက်တည်းကိုဟောတော့လေဟောကြားမှုဖြစ်သည်တဲ့ဦးစင်းကဟောတာမဟုတ်ဘူးသူတို့သိတဲ့ဟာကိုလာမေးတဲ့ဟာကိုရှင်းပြတယ်ဒါကိုသူတို့ကအတန်ဖန်းတယ်လို့လည်းခွင့်ပြုချက်ကြရခင်ရှင်းမမေးဘူးနော်အဲ့ဒီအပေါ်မှာလည်းME3 ကို ME4 လောက်ထားတဲ့ဟာထားပါတော့အဲ့မှာလည်းအခုဟာလည်းမှန်မှန်ပါဘူးเนาะအခုဟာလည်းဦးချင်းပြောတဲ့ဟာလည်းမှန်ပါဘူးအဲ့သူတို့ဟိုခိုးပြီးတော့အတန်မဲတွင်းเนาะတရေဝင်ပဲအတန်တွင်းအဲ့လားလည်းမှန်မှန်ပြောပြမယ်เนาะအဲ့တော့ဟောကြားမှုတယောက်တည်းဟောတော့လေတဲ့ဟောကြားမှုပြင်ဖြစ်သည်တဲ့ထိုဟောပြောမှုအတွက်ကာယကံရှင်เนาะကာယကံရှင်ဤတဲ့ခွင့်ပြုချက်သဘောတူတဲ့ခွင့်ပြုချက်ယူပြီးမှတဲ့စောရဏလွှာတင်ရမည်ဆိုလျင်တဲ့သုတိကများအနေနဲ့တဲ့ယခုစောရဏလွှာအားလုံးကိုတဲ့တင်လာစရာတဲ့အကြောင်းမရှိဘူးတဲ့ယူဆသုံးသက်တော့မည်တဲ့ယူဆတဲ့သုံးသက်ရက်ယူဆသုံးသက်ရပါတော့သည်တဲ့ယူဆသုံးသက်ရပါတော့သည်တဲ့เนาะအဲ့တော့ဒါဆိုရင်တော့ဘယ်လိုဖြစ်လဲဒါဆိုရင်လည်းဥစဉ်အာရမလို့ဆုံးဖြတ်ထားတာမဟုတ်ဘူးဒီဟာပေါ်မှာဟုတ်လားမဟုတ်လားဦးချင်းဟောတဲ့တရားတွေဒီသူတို့စောရဏလွှာဒီတသက်ကံဒီဟုတ်လားမဟုတ်လားလို့ပဲညင်းဆိုတဲ့ဟာကိုဦးချင်းကိုဒီဟာဒီဟောကြားတာမဟုတ်ဘူးဆိုတဲ့ဟာကိုလည်းရအောင်တယောက်တည်းဟောလေဟလာဟောကြားတာပဲဆိုပြီးတော့ဆွဲချတာတယ်ဒါဝီနီရိုဆိုရဲ့ပညာရှိတွေနော်နှစ်ဖက်ကိုဒီဟောကြားတဲ့လူရဲ့အဓိပ္ပာယ်ကိုမစစ်ဆေးဘဲနဲ့ကြားနာမစစ်ဆေးဘဲနဲ့ဒီဦးဇင်းတို့ဒီမဟုတ်ပါဘူးလို့ပြောတဲ့ဟာဒီသူတို့ပြန်စစ်ဆေးရမယ်ဝီနီဆရာကလည်းဝီနီဆရာဒီဘက်ကအဖွဲခွဲပေါ့နော်အဲ့တော့တတိယအဖွဲခွဲကဝီနီဆရာ15ပါးကလည်းဒီစောရကပုဂ္ဂိုလ်တွေတင်တဲ့ဟာဒီတတ်သိခံနဲ့သူတို့ရဲ့ဒီဘက်ကဆွဲချိုချက်ပေါ့နော်ဆွဲချက်တွေအားလုံးကတတ်သိခံနဲ့တိုက်ကြည့်ရမှာဒါတွေကဟောထားတာသူဟိုဦးစင်းဟောထားတဲ့သူတို့တင်ထားတဲ့တတ်သိခံဗီဒီယိုဖိုင်တွေနဲ့ဒီဘက်ကသူတို့ဆွဲထားတဲ့စာသားတွေနဲ့မှန်လားမှားလားဆိုတာကဒီဝီနီဆရာအဖွဲ့ခွဲနော်အဖွဲ့ခွဲတတိယအဖွဲ့ခွဲကအရင်စစ်ဆေးရမယ်ဝီနီတို့တွေကလည်းဒါတွေကိုစစ်ဆေးရမှာဟောသူတို့ဆွဲချက်တွေဟုတ်လားမဟုတ်လားဆိုတိုက်ကြည့်ရအဲ့လောက်မတိုက်ကြည့်ပဲနဲ့ဒီအောင်မြင်တို့ပြောသမျှအရာတွေအားလုံးဟာတယောက်တည်းဟောတယ်တဲ့အဲ့တော့ဒီလိုသဘောတူခွင့်ပြုချက်ယူပြီးမှစောရဏတင်ရမည်ဆိုလျင်တဲ့သုတိကများအနေနဲ့ယခုစောရဏလွှာကိုတဲ့တင်လာစရာအကြောင်းမရှိဘူးဟုယူဆသုံးသက်ရပါတော့မည်တဲ့ဆိုတော့เนาะဒါဘာမှလည်းမဆိုင်ဘူးเนาะဟိုသဘာဝယုတ်တိလည်းမပါဘူးဒေသနာယုတ်တိလည်းမပါဘူးအာဂမယုတ်တိလည်းမပါဘူးတာရကယုတ်တိလည်းမပါပဲနဲ့ဒီအောင်မြိုင်တို့ပြောတဲ့ဘက်ကနေဝိုင်းပြီးတော့ဝါကူထိုးတာပေါ့เนาะဒါဝီနီထိုဆရာတော်ကြီးတွေရဲ့လူပညာရှိရဟန်းပညာရှိတွေဦးတို့မြန်မာနိုင်ငံမှာရှိပါတယ်เนาะအဲ့တော့စာပေတွေတော့တက်တယ်ပေါ့စာနာတက်ဖို့လိုနေသေးတာပေါ့နော်စာပေတော့တက်ကောင်းတက်မယ်ပေါ့စာနာတက်ဖို့လိုတယ်ညှတဖို့အတွက်လိုသေးတယ်အဲ့တော့ဒီလိုမျိုးတွေလုံတက်လိုက်တဲ့အခါကျတော့ဒါဒီအဲ့ဒါကိုရိုးရိုးလေးပဲသူပြောလိုက်တဲ့ဟာကဒီမှာတကယ်ဒါဟိုနော်သဘောတူခွင့်ပြုချက်ယူပြီးမှစောရဏတင်မစင်တဲ့နော်စောရဏတော့တင်လာစရာအကြောင်းမရှိဘူးပေါ့ပမှန်ကဒါကတတ်တည်သည်နော်တရားရုံးကိုတင်တဲ့ခါဒီဟာတတ်တည်မြောက်လားမမြောက်လားဆိုတာဒီဝီနီထိုတို့ဝီနီဆရာတွေဒီသာသနာရေးက
ဝန်ထမ်းတွေအားလုံးကဒါတွေကိုအရင်ဆုံးသိရမယ်ဒီမကန်တက်တွေဆိုအစောကြီးတုန်းကတည်းကတရားဆွဲရင်ဆွဲမဆွဲရင်ပါလက်ပဲချပေးရမှာအဲ့ဒီဝန်ကြီးတမကန်လှုပ်ထုံးလုပ်နည်းတွေကိုတခုမှမညီဘဲနဲ့ဒီလိုလှုပ်ထားတဲ့ဟာကြတော့เนาะဦးတို့ဒီနေရာမှာဒီအာရမအတင်းဆွဆွဲပြီးတော့ဝန်ကြီးတမကန်လှုပ်ထုံးလုပ်နည်းဥပဒေတွေကိုချိုးဖောက်တဲ့လူတွေကိုကြတော့ဦးတို့ဝန်ကြီးတမကန်လှုပ်ထုံးလုပ်နည်းအရေးယူရမှာလေเนาะအရေးယူပြီးတော့ဒါတွေကိုအရေးမယူခြင်းဘူးဆိုရင်လေကိုကထိန်ချန်ပြီးတော့ဖျောက်ပြက်ပြီးတော့ပါလက်ပယ်ချလိုက်ရင်လည်းကိစ္စမရှိဘူးအဲ့ဒီဟာကြီးကိုလုံးလို့မရတဲ့ဟာကိုဥပဒေနဲ့ညီစွန်းပြီးတော့တရားစွဲရမယ့်ဟာကိုတရားမစွဲတဲ့ပြင်သူတို့ဘက်ကနော်ဝိုင်းပြီးတော့ဝန်ကြီးဆက်အဖွဲ့ခွဲနော်တတိယအဖွဲ့ခွဲရောသာသနာရေးမှုတွေရောဝန်ကြီးထို့ကိုမဟာနာဥက္ခရဆရာတော်ကြီးရပါငကိုတဲ့ဒီလိုမျိုးမစစ်ဆေးခင်တည်းကလည်းအာရမဝါဒလို့လက်မှတ်ထိုးပြီးတော့နော်ပေါက်ပန်း40ဟောပါတယ်နော်ကျောက်သမောအာရမဝါဒပါဆိုတော့မဟာနာဥက္ခရဆရာတော်ကြီးကလည်းလက်မှတ်ထိုးထားတဲ့အပေါ်မှာဦးဇင်းတို့ဒါတွေအားလုံးဟာအများကြီးသာသနာတရလုံးအတွက်နင့်နာအောင်တော့ဗောနော်အမှန်တရားတွေကိုပျောက်ကွယ်အောင်တော့ဗောဒီအာရမလုပ်တဲ့လူတွေကဓမ္မဆိုတော့ဦးဇင်းတို့ဘယ်ပုဂ္ဂိုလ်တွေတော့ဒီအာရမဝဏိစရာတွေနော်အာရမဝဏိယဒီလိုပုဂ္ဂိုလ်တွေအာရမစောရဏလွာတွေကနော်ဒီလိုဟာတွေကဓမ္မပါသာသနာကိုစောက်ရှောက်နေတယ်ဆိုတော့တကယ်ကျင့်ကြံအားထုတ်နေတဲ့တရားစစ်တရားမှန်တွေကိုကျင့်ကြံအားထုတ်နေတဲ့နော်တကယ်ပရိပတ်နေပဲနော်တကယ်ကျင့်ကြံအားထုတ်ထားတဲ့လူတွေလွတ်မြောက်တဲ့တရားတွေအားလုံးဟာအာရမဆိုပြီးတော့နော်ဘလို့ပြန်ပြီးတော့ကြောက်နေရမှာပေါ့နော်သူတော်ကောင်းတွေကကိုတရားကိုအားထုတ်ပြီးတော့ဗုဒ္ဓဘာသာမှာတကယ်ကျင့်ကြံအားထုတ်နေတဲ့သူတော်ကောင်းတွေကဖုံချိုးခွက်ရှိုးနဲ့အကုန်လုံးအကြောက်တရားတွေကိုးကွယ်နေရမှာအခုကျတော့အာရမလုပ်တဲ့လူတွေကခေါင်းထောင်ပြီးတော့သူတော်ကောင်းတွေကိုစော်ကားဖို့အတွက်အဲ့လိုမျိုးတွေဖြစ်နေအောင်နော်သူတော်ကောင်းတွေလိုက်စော်ကားပြီးတော့သူတို့ကဘယ်တော့မှပြီးမှာမဟုတ်တော့ဘူးအဲ့တော့အခုပြောချင်တာကဒီလိုမျိုးတွေပေါ့နော်အဲ့တော့ဘာကိုပြောချင်လဲဆိုတော့အဲ့ဒီသုံးသက်လိုက်တာကယခုစောရဏလာအားလုံးကိုတဲ့တင်လာစရာအကြောင်းမရှိဟုတဲ့ယူဆသုံးသက်လို့ရပါတော့သည်တဲ့အဲ့ဒါကိုဘာလို့အဲ့လိုသုံးသက်တာယူဆသုံးသက်ရပါသည်ဆိုတဲ့ဟာကိုဘာလုပ်လိုက်လဲဆိုတော့တကယ်တည်းကြတော့အဲ့46ချက်လုံးကိုတဲ့အာရမဝါဒအခုလို့ပြောလိုက်တဲ့ဟာလေးဒီအာရမဝါဒဖြစ်သွားပြီနော်မဟုတ်ပါဘူးလို့ပြောတဲ့ဟာဦးဇင်းမဟောပါဘူးဆိုတဲ့ဟာရဲ့မှန်နေတဲ့ဟာကိုအာရမဝါဒလည်းလုပ်ထားတယ်အာရမဝါဒီဦးဇင်းကပြောနေသမျှအရာတွေအားလုံးကိုအာရမဝါဒီဆိုတော့ပြောနှုတ်ကထွက်သမျှအရာတွေအားလုံးအာရမဝါဒီဆိုပြီးတော့ဒီဆုံးဖြတ်ချက်ချလိုက်တာဒါတွေဟာသုံးသက်ကြည့်ပေါ့နော်ဝဏိတမကန်လုံထုံးလုံနည်းဥပဒေနဲ့ညီလားမညီလားနောက်ကျတော့အာရမဝတ္ထုတဲ့အခုပြောသမျှအရာတွေအားလုံးကိုတဲ့နော်လုံးဝဘယ်လိုပြောပြမလဲဖြတ်သိမ်းပေးရမယ်တဲ့နော်ဗီဒီယိုဦး YouTube တွေရော Facebook တွေရော Page တွေရောအခုဟောကြားတဲ့ဟာအစာအုပ်တွေရောပေါ့နော်စသည်အားဖြင့်ပေါ့အဲ့ဒါတို့ဖြတ်စည်းပြီးတော့ဖျောက်ပြက်ပြရမယ်ဆိုတော့ဒါဟာတမိုင်းကိုဖျောက်ပြက်ပြတာပဲလေအဲ့တော့ဒီအမှန်တရားဆိုရင်ဦးစင်းဟောတဲ့တရားတွေမယုံနဲ့လေလိုင်းပေါ်မှာနားထောင်ကြည့်အဲ့တော့ဒီအမှန်တရားတွေဘယ်တော့မှဖုံးကွယ်လို့မရအောင်ဒီအမှန်တရားသစ္စာတရားအမြဲတမ်းနော်ဒီလိုင်းပေါ်မှာရှိနေဦးမှာပဲနော်ဦးစင်းမသိလိုင်းပေါ်မှာရှိနေတဲ့သစ္စာတရားတွေဘယ်တော့မှကွယ်မသွားဘူးအခုလေဒါဦးစင်းကပြောတဲ့ဟာကိုလည်းမယုံနဲ့ဦးစင်းကအခုဒေသနာယုတ်တိရဲ့ခုနအကုန်လုံးရှင်းပြမှာနော်တာရကယုတ်တိလည်းရှင်းပြမယ်အာကာမယုတ်တိလည်းရှင်းရမယ်တဘာဝယုတ်တိလည်းရှင်းပြမယ်အဲ့တော့ပဋိယက်နဲ့လည်းရှင်းပြအောင်ပါပရိပတ်အနေနဲ့လည်းအခုရှင်းပြထားတယ်ပရိဝေဒအနေနဲ့လည်းရှင်းပြထားတယ်အဲ့တော့အဲ့ဒါတွေအားလုံးဒီဗီဒီယိုတွေတကွာဦးဇင်းကထပ်ပြီးတော့ရှင်းပြထားတယ်အဲ့ဗီဒီယိုမှာနော်ဒီကြည့်ပြီးလို့ရှိရင်ဦးဇင်းရဲ့စာမှာလည်းအပြည့်စုံရေးထားပါတယ်စာမှာလည်းရှာဖွေပြီးတော့မိမိတို့ဒီဒိဋ္ဌိသောတာပန်ဒိဋ္ဌိ62ပါးအကုန်ပယ်လားမပယ်လားเนาะဦးဇင်းဟောတဲ့တရားလေးကိုမိမိတို့အားလုံးလည်းသိဖို့လိုမယ်လဲထင်တယ်သိလဲသိကျင်မယ်လို့ထင်တယ်အဲ့တော့ဦးဇင်းတို့ရဲ့ဗုဒ္ဓဘာသာအားလုံးနဲ့ဓမ္မမိတ်ဆွေအားလုံးလည်းဒီဟာသာသနာတရလုံးအတွက်ရည်ကြီးတဲ့ဟာဖြစ်တဲ့အတွက်ဒီဗီဒီယိုဖိုင်ကိုเนาะမဖြစ်မနေ share လဲ share ပေးပြီးတော့ဒါတွေအားလုံးလည်းလေ့လာဖို့လိုပါတယ်เนาะဦးဇင်းကစာပေအထောက်ထားတွေနဲ့လည်းရှင်းပြမှာဖြစ်တဲ့အတွက်အဲ့တော့ဦးဇင်းတို့ဒါကြီးကလည်းဖတ်ပြောချင်တာတော့ဘာလုပ်ချင်လဲဆိုတော့ဦးတို့ဒီကြောက်သမောအာရမဝါဒပါထပ်ဆွဲတာနော်ဒီဦးတို့ကိုဆွဲထားတာကအမှုကသုံးမှုတင်လာတာခုနနုဝါဒရဲ့ဝိဝါဒရဲ့ကြောက်သမောဝါဒရဲ့ဒါဝရဦးစင်းကသူတို့လိုတယ်လို့ဆွဲပြီးတော့ပြောချင်တာပြောတဲ့အရာတွေအားလုံးကိုဝဏိဓမ္မကလုံးလုံးနေဥပဒေနဲ့မညီဘဲနဲ့ဓမ္မဝိနည်းဓမ္မဝိနည်းစရနော်အာရမဝိနည်းတွေဒီအာရမစောရဏလွာတွေကလက်မှတ်ထိုးလိုက်ပါလားဦးဇင်းလက်မှတ်ထိုးလို့ရှိရင်ဒီချိန်ဆိုဦးဇင်းကိုကျောက်သမောအာရမဝါဒကိုပြန်လဲဟောကြားပါတယ်ဆိုပြီးတော့အဲ့လက်မှတ်ထိုးတဲ့ဟာကိုသူတို့ကအလွဲသုံးကားလုပ်ပြီးတော့ဦးဇင်းကိုထောက်ငန်းနဲ့နော်အနုဝါဒဆိုတာကဦးဇင်းကိုယဟန္တာမဟုတ်ဘဲနဲ့ယဟန္တာဟောပါတယ်ဆိုတဲ့ဟာကိုလည်းအဲ့လက်မှတ်ထိုးတဲ့ဟာကိုသူတို့ကကောက်ယူပြီးတော့အဲ့ဒီအမှုသုံးခုကိုဆွဲလို့မရတဲ့အမှုသုံးခုကိုရအောင်ဆွဲပြီးတော့နုဝါဒနဲ့လည်းဆွဲပြီးတော့ဦးဇင်းလက်မှတ်ထိုးလို့ရှိရင်ထောင်ထဲထည့်မှာကဲအဲ့တော့ဦးဇင်းတို့ဒီလိုတာသနာအုပ်ဆောင်နေနဲ့เนาะတကယ်
အကြီးကဲတွေပေါ့ဝန်ကြီးထိုးတွေဝန်ကြီးဆရာတွေဆိုတာကဒါသာသနာမှာတကယ်เนาะဒီဥပဒေတွေနဲ့ဒီဥပဒေဆိုတာကလည်းလုတ်ပိုင်ခွင့်ဆိုတာအားလုံးကဒီဥပဒေနဲ့ညီလုတ်ပိုင်ဟာလုတ်ပိုင်ခွင့်ပေးထားတာလေအဲ့တော့ဥပဒေမဲ့လုတ်ခိုင်းတာတခုမှမပါဘူးအဲ့တော့ဥပဒေဆိုတာကဝန်ကြီးတမကန်လှုပ်ထုံးလုပ်နည်းเนาะနဲ့အညီကိုဥပဒေလို့ခေါ်တယ်စီမင်းစည်းကမ်းနဲ့ဥပဒေနဲ့ဥပဒေရဲ့ဘောင်ထဲမှာလောက်တာကိုဒါကိုအာဏာလို့ခေါ်တယ်နော်တရားဥပဒေနဲ့အညီလုပ်တဲ့အာဏာပေးထားလုပ်ပိုင်ခွင့်ပေးထားတာအဲ့တော့ဥပဒေမဲ့ဘယ်သူမှလုပ်ပိုင်ခွင့်မပေးထားဘူးနိုင်ငံတော်အစိုးရကနော်သာသနာရေးဝန်ကြီးစသည်အားဖြင့်ပေါ့နိုင်ငံတော်အစိုးရဥပဒေမဲ့ဘယ်သူမှမလုပ်ခိုင်းဘူးရက်ဖက်ကိုလည်းမလုပ်ခိုင်းဘူးဒီတန်ခါဝန်ကြီးဆရာနဲ့မဟာနာဆရာတော်ကြီးလည်းမလုပ်ခိုင်းတာဘူးနော်အဲ့ဒါဝန်ကြီးတမကန်လုပ်ထုံးလုပ်နည်းနဲ့ညီဥပဒေနဲ့နော်ဥပဒေကိုဆောက်ရခိုင်းတာနော်ဝန်ကြီးတမကန်လုံထုံးလုံကြီးတို့ချိုးဖောက်ပြီးတော့ဥပဒေမဲ့ဥပဒေကိုလွယ်သုံးတာတခုမှမလုပ်ခိုင်းဘူးအဲ့ဒါလည်းအရန်ကြီးကြီးတယ်ပေါ့နော်အဲ့တော့အခုလေဦးဇင်းတို့ကိုဆုံးဖြတ်ထားတာဝန်ကြီးတမကန်လုံထုံးလုံနည်းနဲ့အညီဥပဒေနဲ့ညီဆုံးဖြတ်ထားတာမဟုတ်ဥပဒေမဲ့နော်ဒါဟိုအာဏာဥပဒေမဲ့အာဏာကိုလွယ်သုံးတာလုပ်ပြီးတော့အာဏာကိုအသုံးချထားတာဝန်ကြီးတမကန်လုံထုံးလုံနည်းဥပဒေနဲ့ညီဆောင်ရွက်ထားတာမဟုတ်ဘူးအာဏာနဲ့ဆုံးဖြတ်ထားတာအာဏာကိုလွယ်သုံးတာလုပ်ပြီးတော့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့အဂတိ၄ပါးပေါ့နော်ဒါလိုက်စားပြီးလှုပ်ထားတာဖြစ်တဲ့အတွက်ဦးဇင်းကအများကြီးတော့မပြောတော့ပါဘူးเนาะအဲ့တော့စာတာဖတ်ကြည့်ပါတော့เนาะအဲ့တော့နောက်ပိုင်းကျရင်လည်းဦးဇင်း highlight ပေါ့เนาะတပိတ်အကြောင်းအရာတွေပြောစရာရှိသေးတယ်ဖြည်းဖြည်းချင်းပြောသွားမယ်เนาะအဲ့တော့မိမိတို့ဒီအတွက်ကပညာလည်းရပါတယ်အဲ့တော့ဓမ္မမိတ်ဆွေယောဂီအားလုံးလည်းဘာသာသာသနာတရလုံးအတွက်ရေးကြည့်ပါတယ်ဒါဟာသာသနာတရလုံးအတွက်ရေးကြည့်ပါတယ်เนาะအဲ့တော့ယောဂီများအားလုံးနိဗ္ဗာန်မဝင်အားလုံးအိယာဝင်နိုင်ကြပါလိမ့်เนาะ